အားလုံးပဲမင်္ဂလာပါခင်ဗျအခုတင်ဆက်ပေးခြင်းတဲ့ဇလန်လေးကတော့တထောင်တန် FA ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇလန်ဆက်ဆက်ချင်းတင်းတင်းဖောင်စာလဲသူ့ပါသူနှစ်တထောင်အသက်ရှည်တယ်ပြောတာကြီးမဲနဲ့တွေ့တော့ထတော့မထနိုင်ဘူးငိုးမကြီးမဲအသက်ကုန်တီးချက်အဲ့ဒါငနဲမှလဲသူ့ပါသူနှစ်တထောင်လို့ FA ဖိလာတာဒီငနဲရော်ရာရောက်မှာအပြင်းဆိုတယ်ဆိုပြီးစိတ်မကောင်းနေဖြစ်အစားတော့မစားနိုင်တော့ကြက်ကောင်းလုံးကင်နေကျွေးအဲ့ဒါညကြတော့နတ်ပွဲမှာပြဿနာတက်ရောနတ်တင်မဲ့ချက်ကူဘသူခိုးတီးရလဲဆိုပြီးတာချိုးကပြဿနာရှာတာကြီးမဲကလည်းခေါင်းဆောင်ပြီးညင်းတာညင်းတော့ပုတ်တိုက်မှုတွေထပ်ဖြစ်တာနဲ့မနဲ့ကြတော့ဘာမဆိုင်ညာမဆိုင်မျက်ရည်ကဂူကြီးကြော်လီဝေရေချိုးတဲ့နေကအသက်ကုန်တိုးချော်လာပြီးရေစိမ်းချိုးတာဥထုတ်တလုံးပဲချွတ်တယ်ကိုမမြွာလိုကြီးဒီတိုင်းစိမ်းချသွားတာဘာမှမျော်လင့်လို့မရတော့ဘူးဒိုင်ပင်နေပါဒီပြစ်လို့မလားလို့ပြောတာပါငနဲတော့တမိုးမထင်နဲ့ဘူးအဲ့ဒါကြောင့်ဂျပန်ကားပဲကြိုက်တာဒါတော့တားယူရနောက်ကချောင်းမီမကြေမချမ်းဖြစ်နာမျောတော်သူစားကလေးတို့နဲ့ပြညတ်တွေဖြစ်တာကြီးမဲကတူတောက်နေကြခေါ်ရင်ခွက်တဲ့အစ်စ်ခတ်ခံရပြန်ဟောငိုးမှာအဲ့ဒါကိုတာချိုးကသူ့အနတ်မင်းကြီးပြောလို့တိတာဆိုတော့ကျန်တဲ့လူတွေလည်းမယုံကြဘူးတဲလာတဲ့သူကလည်းမိရီဆိုတော့ဂူကြီးကဘာနဲ့တက်တွေပြမလဲလုတ်တာနတ်ဆရာကရှင်းတယ်တော်တဲ့နေပြီးဘဲကအားလည်းမသိဘူးခွက်ထဲစိုက်ချပေးလိုက်တာနီးနေတာနဲ့အစိတ်ဆိုပြီးကောက်ချက်တိုက်ချတာမိရီလည်းရှင်းပြလို့ကိုမရတော့ဘူးပြီးတော့ပုံကံမှုနဲ့အချုပ်ထဲထက်ဂူကြီးကလည်းတနက်ကြီးခါကြားထိုးပြီးဘာမှအားကိုးလို့မရဘူးကြောင်တောင်ลึกနေရတဲ့ညကြတော့တာကြီးပဲလာခဲ့တာပြီးတော့သူ့ကိုဂူထဲမှာပဲတွားနေခိုင်းတာငနဲမကကြောက်တယ်ဆိုတော့ချိုကြားသူစိုက်ကားသူအဖွဲလိုက်ရှိတယ်ဆိုတာနဲ့ငနဲမလည်းအတုံးကိုဒိုးချသွားရောအဲ့ခေဒီဘက်မှာကြီးမဲကလည်းဓာတ်တလန်းကရှောနေပြီအဲ့ဒါကိုတင်းတင်းဖောင်စာကတွားဆွဲနှုတ်ကသူ့တေကန်ဆိုပြီးထလုပ်တယ်ရောအမဂူကြီးလည်းကြောင်တောင်နဲ့ပဲဝင်ဖန်ဖြီးပြီးအရင်ဆုံးကြီးမဲကိုမီးရှို့အဲ့မှာမီးရေကလည်းကူချက်လို့ထင်တယ်ရောက်ချလာတော့သူ့ပါဝိုင်းဖတ်ပြီးတော့တင်းတင်းဖောင်စာနဲ့နေရောက်တဲ့တေတန်ပေးမယ်လို့တာတာကြီးလည်းမသိခါတာနဲ့သူ့အမမေးခီတာတေကန်ကနတ်ဆရာဒါပေမဲ့အစိတ်ခတ်တာတော့သူဘာလို့လဲဆိုတော့ဂျီမဲကသူရှိနေရတာနဲ့ပစိုးဖောက်တပလီတီးတော့အဲ့ဒါနတ်ဆရာကြတော့ဘာလို့လဲဆိုတော့သူကနတ်မင်းကြီးအလိုကြဆိုပြီးနှစ်တထောင်တင်းတင်းဖောင်စာကိုပဲထပ်တီးမယ်လို့တာငိုးမှာဒီကားကအသက်ကုန်တီးတဲ့ကားအဲ့ဒါသူအသက်ကုန်တီးမယ်လို့တော့ဂျီမဲကနတ်ဆရာကိုတီးချင်တာတီးသူချက်ဆိုင်တီးတော့လာတီးလို့မရတော့ဆိုတော့ပစိုးဖောက်ရန်ညိုးတွေဖြီးပြီးနတ်ဆရာကဂျီမဲကိုတီးထုတ်ပေးလိုက်တာဒါပေမဲ့ဂျီမဲမရှိတော့နတ်ဆရာအမိန့်ကိုဘယ်သူမှမလွန်စားနိုင်တာနဲ့နတ်ဆရာကမဆိုင်တဲ့ငါးချောက်ရွှွတ်နဲ့ပေါက်ထားလို့တဲ့အကုန်လုံးကိုရွှွတ်တော့မှာပဲအဲ့တော့မှတမဲခါရထိုးထားတဲ့ဂူကြီးကပြောင်းပြန်နေဓာဆွဲထုတ်ပြီးနတ်ဆရာကိုလာစာကတ်ပြီးတော့ sorry တွေအကုန်ခေါ်ပြေးတာတောထဲမှာတီးခွဲတွေဖြစ်ကုန်ပြန်ရောအဲ့မှာတားကြီးကလည်းသူတို့ဘက်ကဝင်တီးပေးရင်တင်းတင်းဖောင်စားလဲရှော့ညက်ရီလည်းပစိမ့်နဲ့ခုတ်ခံရတော့မှတသက်လုံးမထုတ်တဲ့တနက်ထုတ်ပြီးပြေးရင်ကြောင်းတောင်းနဲ့ပြီးဆုံးသွားပါပြီပေးချင်တဲ့ message ကတော့ဘာမစ်တွေနဲ့တွေ့ရင်သူ့ဘာသူအသက်တစ်ထောင်ရှည်လဲအတီးခံရတယ်ဆိုတာပါပဲငိုးမှအထမထားဘူးအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ